ချစ်ကလေးတို့ရေမင်္ဂလာပါဒီနေ့ဖေဖေကတသားလေးနဲ့တဲတဲလေးတဲ့ကိုစကားလေးပြောချင်တယ်အဲ့ဒါပါလေဆိုတော့ဟုတ်စကားလေးမပြောခင်ပါတသားလေးကဘာလူမျိုးလဲဟုတ်ပြီတဲတဲလေးကဘာဘာသာကိုးကွယ်လဲဗုဒ္ဓဘာသာဟုတ်ပြီတသားတို့တဲတဲတို့စိတ်ထဲမှာမှတ်ထားမှာဘာလဲဆိုတော့လူမျိုးနဲ့ဘာသာကိုအခြေမခံရဘူးလူမျိုးနဲ့ဘာသာကိုအခြေမခံပဲနဲ့လူသားတယောက်အနေနဲ့အခြေခံရမယ်ဘာလို့ရွေးပြောလဲဆိုတော့ကိုယ့်လူမျိုးမှကိုယ့်ဘာသာမှအစွဲမထားရဘူးလူသားမျိုးနွယ်စုတွေအများကြီးရှိတယ်နော်ကချင်ကယားကရင်ချင်းမောပမာရခိုင်ရှမ်းအများကြီးရှိတယ်တပည့်တို့မြန်မာနိုင်ငံလေးမှာဘာသာတရားနဲ့ပတ်သက်လို့လည်းဒီတိုင်းပဲဘာသာတွေအများကြီးရှိတယ်လူသားတွေကိုးကွယ်ကြတာခရစ်ယာန်ရှိမယ်သူဟိန္ဒူရှိမယ်အစ္စလာမ်ရှိမယ်ဘာသာကိုအခြေမခံရဘူးလူသားတယောက်အနေနဲ့လူသားပိသားစာနေရမယ်လူသားကိုပဲအခြေခံရမယ်ဒါကြောင့်သသားတို့တဲတဲတို့ကမိလဲထိုးတူပဲဘယ်သူနဲ့တွေ့တွေ့ဘယ်လူမျိုးနဲ့တွေ့တွေ့ဘယ်ဘာသာနဲ့တွေ့တွေ့အဲ့ဒီအစွဲကိုခဏဖယ်ပြီးတော့သူဒီလူသားတယောက်အနေနဲ့ပဲဆက်ဆံရမယ်အရေးကြီးဆုံးကဘာလဲဆိုတော့ကိုချင်းစာစိတ်ပေါ်တသားရဲ့နော်ဘယ်ဘေးကဘာကြောင့်ဒီစကားလေးပြောရလဲဆိုတော့တသားနဲ့တဲတဲနဲ့ဘဝရှိခီးတွေအတွက်ဘာပဲလုပ်လို့တသားတို့တဲတဲတို့စီကိုချင်းစာစိတ်ဆိုတာလေးရှိထားမယ်ဘာကိုအခြေခံမလဲလူသားကိုအခြေခံရမယ်လူမျိုးနယ်စုကိုအခြေခံရမယ်ဘာသာနဲ့ကိုးကွယ်ရာကိုအခြေမခံရဘူးငါတို့ကတော့ဘယ်လိုမျိုးငါတို့ကတော့ဘယ်လိုမျိုးသူတို့ကတော့ဘယ်လိုမျိုးဆိုဘယ်တော့မှတွေ့ရအောင်နော်သမီးလေးတနခါရဲ့ကြည့်ကြတယ်โอเคဟုတ်ပြီကိုချင်းစာစိတ်ပါပဲနော်အရင်ကိုချင်းစာစိတ်ထားကိုချင်းစာစိတ်ကပြီးမှဖေတသားနေတယ်ကိုထပ်ပြီးတော့အရှိကြီးဆက်ပြီးတော့ပြောပြပေးမယ်နော်ကဲမမေတိုင်းကလေးရောဘာပြောချင်သေးလဲထည့်ပြီးတော့yes ဟုတ် thank you တော့ဒါနော်ကဲမမေကျေးဇူးတင်ပါတယ်တသားတဲကျေးဇူးတင်ပါတယ်ဟုတ်အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာ